အဲ့ဒီမှာအခုဒီနေ့မှာဖြစ်ပြတာကမပဲကရာသီလေးလည်းနည်းနည်းစောတော့ရာသီကောင်းတော့မပဲအပင်ကြီးကြီးကြတယ်အေးကြီးပြီးတော့ဟုတ်တယ်ခုဖြစ်ပုံကတပြိုင်တည်းဖြစ်တာကနေ့တိုင်းနေ့ကရွက်စားကြပြီးတော့မှရွက်စားနိုင်ပြီးတော့မှအပွင့်သိလိုက်တဲ့အချိန်မှာပွင့်တွေးကြတာလေဟုတ်တယ်ဒီနှစ်ကခုကကျွန်တော်တို့ကရွက်စားနဲ့အပွင့်တွေးနဲ့ကတောက်လျှောက်ကြီးဖြစ်နေကြတာဗျအခင်းတိုင်းလို့အဲ့ဆဩရာဘာဆက်သုံးကောင်းမလို့ပွင့်ထွေးရောရက်စားရောတခါတည်းတွဲကြနေတာဆိုရင်ဆေးဟုတ်ကဲ့တစ်မျိုးတည်းနဲ့ပြီးအောင်ဒီမှာအီမာမက်တင်ဘန်ဆိုရင်နဲ့တိုင်းပြီးတော့စဉ်အတွဲမြင်လိုက်လားမသိဘူးခုနအီသာပလတ်ဆိုတာအီသာပလတ်ဟုတ်ကဲ့ဆရာမှတ်ထားပါတယ်ဗျတကယ်လို့ကိုလေးတို့စီမှာအီသာပလတ်မရှိဘူးဆိုရင်အီမာမက်တင်20နဲ့တိုင်းပြီးတော့စဉ်20ပါတဲ့ဥစ္စာကိုညနေအချိန်မှာဖြန်းတဲ့အခါမှာဟုတ်ကဲ့အဲ့မှာကော်ရီတစ်မျိုးကော်ရီတစ်စွန်းထည့်ဖြန်းနော်ဟုတ်ကဲ့ညနေချိန်မှာဖြန်းနော်အီသာဟုတ်ကဲ့ဆရာပလတ်အီသာပလတ်ရရင်အီသာပလတ်ကို2စွန်းကော်ရီတစ်စွန်းထည့်ပြီးဖြန်းမယ်ညနေချိန်မှာဖြန်းမယ်ကော်ရီဟုတ်ကဲ့ပါလို့ရင်ဖြော်နီးစနစ်နည်းနည်းလိုတယ်ဆေးပြားပုံးတဲ့ကိုရေခံပြီးတော့ဆေးထည့်ပြီးတော့မှုေလိုက်သလားတစ်ချက်မှုေပြီးမှကော်ရီဆိုရင်ကိုယ်ကိုတဲ့ကော်ရီတစ်စွန်းနောက်ဆုံးမှထည့်သလားနောက်ဆုံးမှဆေးဟုတ်နဲ့အတူကဲ့ဟုတ်ကဲ့မထည့်နဲ့ဆေးနဲ့အတူပဲရင်နည်းနည်းရောသွားတယ်လို့ဟုတ်ကဲ့ဆရာနည်းနည်းပြစ်သွားတယ်လို့မပျော်လို့ပေါ့နော်ဟုတ်ကဲ့ဗျအဲ့ဒါကိုညနေချိန်မှာဖြန်းလိုက်ဖြန်းပြီးတော့9ရက်စောင့်ကြည့်လိုက်9ရက်အပွင့်နေပွင့်လိုက်ရင်လွတ်သွားပြီအပွင့်နေဝေးလိုက်ရင်လွတ်သွားပြီတကယ်လို့မှ9ရက်ကလွတ်တော့လွတ်တယ်ဆရာတိတ်ပြီးတော့အားမရသေးဘူးလို့ထင်ရင်ဒုတိယတစ်ချိန်ထပ်ဝင်လိုက်9ရက်ကြာရင်သလားဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဒုတိယချိန်ထပ်ဝင်ဟုတ်ကဲ့ပါလိုက်အဲ့မှာဒုတိယချိန်ထပ်ဝင်ပိုးတွေအရန်ဆိုးရင်နည်းမဆိုးတဲ့အချိန်နဲ့ဆိုးတဲ့အချိန်နှစ်ခုရှိတယ်တကယ်လို့တော်တော်ကိုအခုဟိုသားပြောပုံအရဆိုရင်ပိုးကတော်တော်ဆိုးတယ်ဒီရွက်တချို့စားပိုးရောခင်းနေဟုတ်တယ်ဆရာတော်တော်စိုးနေတာတော်တော်ဆိုးတယ်ဆိုရင်ကလိုဖက်နက်ပြားတစ်ခုတွဲလိုက်သလားကလိုဖက်နက်ပြားဖြစ်ဖြစ်တိုင်အိုဒီကပ်ဖြစ်ဖြစ်ကလိုဖက်နက်ပြားမှတ်ထားရင်နော်တိုင်အိုဒီဟုတ်ကဲ့ကပ်ဖြစ်ဖြစ်ကလိုဖက်နက်ပြားဖြစ်ဖြစ်ကလိုဖက်နက်ပြား3စွန်းလောက်နဲ့ဟိုကောင်2စွန်းလောက်နဲ့ဒီအီတာပလတ်2စွန်းလောက်နဲ့ဟိုကောင်ကလိုဖက်နက်3စွန်းနဲ့ကိုရီ1စွန်းနဲ့ချလိုက်သလားဟုတ်ကဲ့ဗျဒါတို့ဆေး3အားများများ3လေး3တာရှိတဲ့ဖြစ်တဲ့အတွက်သူကဆေးနှုန်းတာကိုလျှော့လို့မရဘူးဆေးနှုန်းဟုတ်ကဲ့တာမလျှော့နော်လုံးဟုတ်ကဲ့မဲ့လို့ရင်တခါတည်းအပြတ်လုံးလိုက်နော်ပုတ်တိဟုတ်ကဲ့ပုတ်တိမလုံးနဲ့သလားဟုတ်ကဲ့ပါဆရာဖောက်မှုမကြောဟုတ်ကဲ့က်လားဖောက်မှုကျေးဇူးတင်ပါတယ်ဟုတ်ဖောင်းမှုကျေးဇူးတင်ပါတယ်လောကန်တယ်တော့ဖောင်းမှုမရှိသေးဘူးဆရာတချို့ကင်းလေးတွေတော့နည်းနည်းလေးတော့ကြာကြတယ်တော်သေးရပါတော့မပဲကဟုတ်ကဲ့ဗျအပင်အုပ်ရင်အောက်ကိုလှန်ကြည့်လိုက်လို့ရှိရင်ဖောက်မှုတွေကျတတ်တယ်အပင်ကြမြန်တာဖောက်မှုကြောင့်နောက်ပိုင်းဟုတ်ကဲ့တို့အသီးတွေသီးလုံးတွေဆွဲပြီးဆိုရင်ဖောက်မှုတစ်ချိန်မှုသားစီးတစ်ချိန်ဝင်ပြီးလိုက်နော်โอเค